ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမမတ်တော်တာခမတော့ခေါ်တဲ့ပြဿနာပေါ့နော်ညကအဲ့အပုတ်လေးကိုတင်လိုက်တာဒီလို comment လေးတွေတွေ့ရပါတယ်ဗမာလာကြည့်ရမလဲဆိုတော့တော်တာလင်ရလိပ်စာအပြည့်စုံရေးပေးထားတယ်လीနော်အဲ့တန်လာကြည့်လို့ရပါတယ်ရန်ကုန်မှာနေပါတယ်အရှိတကုံစစ်ပင်ဖျားလာနမေကတော်တာခံပါရှင်နောက်ပြီးကျတော့အိမ်တော်ရှိလားလို့တော်တော့မေးတယ်တော်တာစင်ကင်မာသားပါကလေး3ယောက်ရှိပါတယ်အိမ်တော်နဲ့ကွဲနေတာပါရှင်တော်ရကိုတော်ရအပြူလို့လည်းတခါမှတစ်တော့မှတက်မပြောထားပါဘူးเนาะတော်ရကလေးလေးတွေလည်းတော်ရချပြထားပါတယ်အဲ့ဒါလေးပါပဲရှင်အခုလိုမျိုးတော်ရကိုချစ်ပြီးခင်ပြီးကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်เนาะဆိုင်လေးကိုလာပြီးတော့လည်းအားပေးလို့ရပါတယ်เนาะကော်ဖီရတယ်ဆက်လက်ရတယ်ကွန်းရရတယ်မုတ်တီရတယ်အေးအေးတွေရတယ်ဖုံးပီတွေရတယ်အစုံရပါတယ်ရှင်လက်ဖက်တုပ်တွေပါရပါတယ်ရှင်တော်ရကိုယ်တိုင်တုပ်ပြီးတာပါရှင်တခါလေးကြုံရတာပေါ့နော်ဒလီလဲပုတ်ပြီးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အပူမက်နဲ့အကောက်ပတ်ချင်းတယောက်တည်းကိုပဲတော်တာပြောချင်ပါတယ်တော်တာကိုချစ်ခင်ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီ comment မက်နဲ့အခါမှာလူတစ်ဖက်သားနစ်နာမဲ့ပုံစံမျိုးလေးမမနာကောင်းတယ်ပေါ့နော်တော်တာ TikTok ဆော့တယ်ဆိုတာ TikTok လေးဆော့တယ်လို့ပဲမြင်ပြီးပါတချင်းနဲ့လိုက်ပြီးတော့ဒီလူကဒီပုံစံတိုင်းမှာပဲလို့တော့အတွေးခေါ်သေးသေးလေးတွေနဲ့အုံနှုတ်သေးသေးလေးတွေနဲ့တော်တာကို comment တွေမမှန်ပါနဲ့တော်တာညစ်တာရက်ခံပါတယ်တော်တာကိုပြောလိုက်လို့တော်တာမခံနိုင်လို့ပြန်ပြောလိုက်လို့ရှိရင်လည်းစိတ်ဆိုးကြတယ်အဲ့အတွက်ကိုပြောလို့စိတ်ဆိုးလို့ရှိရင်လည်းသူများကိုလည်းမပြောနဲ့သူများလည်းစိတ်ဆိုးတတ်တယ်နော်တော်တာပြောချင်တာဒီမပန်ချင်ဘူးလေတော်တာအတွေးခေါ်မတက်တဲ့မိန်းမမျိုးမဟုတ်ဘူးခက်ညက်ညက်မိန်းမတွေမှလည်းတော်တာမပါဘူးတော်တာတို့မိသားစု4ယောက်ထဲကိုနောက်တစ်ယောက်ဝင်လာဖို့ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးခုတော်တာသမီးလေးတွေတားလေးတွေကိုတော်တာတစ်ယောက်တည်းတော်တာသမီးလေးတွေတားလေးတွေကို3သိန်းကိုကျွေးမလား2သိန်းကိုကျွေးမလားရှိသမျှဟာအကုန်ရောင်းချပြီးကျွေးမလားတော်တာကဘယ်သူမှတားပန်ဝင်မရှိဘူးတော်တာစိတ်တစ်ခုတည်းနဲ့တော်တာဆုံးဖြတ်လို့ရနော်ဒဇိန်တစ်ယောက်ဖတ်လာပြီးဆိုတာနဲ့တစ်ခါပြီးနှစ်ခါပြီး3ခါဆိုလို့ရှိရင်တော်တာပထမ1လင်ခွဲပြီး2လင်ခွဲဖြစ်သွားလိုက်ပြီဘာဖြစ်လို့လဲသိတာတားသမီးနဲ့ဘယ်အရာနဲ့မှမလဲနိုင်ဘူးအဲ့တွေ့တော်တာတစ်ခုလက်ဘွားပြီးနှစ်ခုလက်ဘွားကိုလည်းအဖြစ်မခံဘူးစကားကိုလည်းအကုန်ပြောတာမဟုတ်ဘူးတော်တာသမီးလေးတွေတားလေးတွေနဲ့ဘွားတစ်ခုကိုအေးအေးချမ်းချမ်းလေးနဲ့မချမ်းသာရင်မှအေးအေးချမ်းချမ်းလေးစိတ်ချမ်းသာလေးပဲတော်တာနေသွားမယ်လို့ဆုံးဖြတ်ပြီးသွားပြီနော်အားကြောင့်မို့ကောမမတ်နဲ့အခါမှာနှမချင်းကိုချင်းစာပြီးမှတ်မိပါနော်တော်တာTikTokဆော့တာလေTikTokဆော့တာလေးကိုမြင်ပေးပါတချင်းနေနဲ့လိုက်ပြီးတော့အဲ့လိုမျိုးပောက်ရကောမတ်တွေမမှတ်သိချင်ဘူးနော်ကိုတို့ကိုပြောလိုက်လို့ရှိရင်လည်းကိုစိတ်ဆိုးတယ်သူများကိုလည်းအဲ့လိုလိုက်မမတ်နဲ့နော်ဒီမန်ပန်ရှင်ကိုမေတ္တာရက်ခံပါတယ်မန်နဲ့ခံမှာဒုတစ်ဖက်သားရဲ့တိတ်ခါကိုထိခိုက်မဲ့ပုံစံမျိုးတွေကိုမမှတ်ပါနဲ့တော်ထားကိုကြည့်ချင်ကြည့်မကြည့်ချင်ဘလို့လေတော်ထားဆိုလို့ရှိရင်သူများတွေကိုအဲ့လို comment ဝင်ရေးတာလို့ဝင်ပြီးပလိန်းတာလို့ဝေဖန်တာလို့တော်ထားပေါ်မှာမရှိဘူးတော်ထားစိတ်ဝင်စားတာတော်ထားသားသမီးလေးတွေတော်ထားလို့ရှိရေးဒါပဲစိတ်ဝင်စားတယ်ဒီနေ့ဒီချိန်ထိဘယ်ယောက်ျားရှိမှတော်ထားတပြားတစ်ချက်မှချူမစားခဲ့ဘူးကိုလိပ်ပြကိုလုံးတယ်နောက်အိမ်အောင်ပြဖို့ဆိုတော့ဝေးစိတ်ကိုဝင်စားအောင်နော်တော်တော်ပေါ်မှာတော်တော်ချစ်ရတဲ့တမီးလေးတွေတားလေးတွေရှိနေအရာရာပြည့်စုံသွားကြံတာမလို့နော်တော်တော်ချစ်ရတဲ့တော်တော်ရဲ့မိဘညီကိုမနှမတွေအကုန်လုံးရှိတယ်မိဘနှစ်ပါးမရှိတော့ဘူးမဲ့အမတွေအကူညီမလေးတွေတူမတွေလည်းအများကြီးရှိတယ်ရပြီတော်တော်ဘွားပြည့်စုံသွားပြီယောက်ျားတစ်ယောက်ရှိမှရက်တည်နေမဲ့မိန်းမတွေမှလည်းတော်တော်မပါဘူးနော်တော်တော်ခုအထည်ရောက်တဲ့ပတ်စံလေးနဲ့ရအောင်တော်တော်သမီးလေးတွေတားလေးနဲ့တော်တော်ရအောင်ရက်တည်ထားတယ်ဒါပဲကျန်တာစိတ်ဝင်စားအောင်နော်အဲ့လေလာပြောပြတာ